အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော် smart home ပေါ့နော် smart home Urea brand လေးဖြစ်တဲ့ smart home စီးချိုထမင်းပေါင်းအပြင်တခြား function 5မျိုးပါသုံးလို့ရတဲ့အကြောင်းအရာလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ် Okay သူ့မှာတော့အယောင်အနေနဲ့ဆိုရင်တော့ဒီလိုအနီရောင်လေးထွက်တယ်ဒီလိုရွှေရောင်လေးထွက်ပါတယ်ခင်ဗျနော်သူကတော့အဓိကကျွန်တော်တို့ကျမ်းမာရေးနဲ့အဓိကစီးချိုပေါ့နော်စီးချိုသမားတွေအတွက်အထူးထုတ်လုပ်ထားတဲ့စီးချိုထမင်းပေါင်းလေးဖြစ်ပါတယ်လီတာအဖြစ်တော့ 1.8 လီတာဖြစ်ပါတယ်ကျွန်တော်ပုံမှန်ဈေးကွက်ထဲမှာတော့၄လုံးချက်လို့ခေါ်တယ်နော်၄လုံးချက်လို့ခေါ်ပါတယ်အထက်ကတော့ nested အသားနဲ့လာပါမယ်ခင်ဗျဒီလိုမျိုး nested အသားနဲ့လာပြီးတော့သူ့ရဲ့ပုံမှန်အထက်မှာပါတဲ့ကော်ကွက်နဲ့ဆိုရင်တော့10ခွက်ရပါမယ်ကျွန်တော်ပုံမှန်ဆိုရင်တော့၄လုံးချက်လေးဖြစ်ပါတယ်ခင်ဗျနော်ဒါကတော့သူ့ရဲ့အောက်ကအတွင်းပိုင်းအသားလေးပါသူကပြီးရင်ဒီမှာလဲကျွန်တော်တို့ဒီ rubber coating လေးနဲ့သွားထားတော့ကျွန်တော်အပူလုံအောင်ပေါ့နော်အဲ့လိုသွားထားတယ်ပြီးတော့သူ့ရဲ့ function ဘာကြီးသုံးလို့ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ low sugar အနေနဲ့ကျွန်တော်တို့ဒါစီးချိုထမင်းချက်တဲ့အချိန်မှာသုံးလို့ရမယ်ပြီးတော့ရင်ကျွန်တော် steam ကျွန်တော်တို့ပေါင်းကျင်တဲ့ဟာမျိုးတွေသုံးလို့ရမယ်ပြီးရင် warm လုပ်တဲ့အချိန်တွေအဆင်ပြေမယ်ပြီးတော့ function အားဖြင့်ပေါ့နော်ဒီမှာ function ကျွန်တော် quick ပါမယ် soup လုပ်လို့ရပါမယ် cake လုပ်လို့ရပါမယ်ပြီးတော့ရင် meat အသားတွေလုပ်လို့ရပါမယ် yogurt ဒိန်ညင်လုပ်လို့ရပါပြီးတော့ကျွန်တော်စံပြုတ်ပါအသုံးပြုလို့ရတဲ့ function 6မျိုးပါဝင်မှာဖြစ်ပါတယ်ကျွန်တော် pressure cooker သဘောတရားမျိုးအနေနဲ့လည်းသုံးလို့ရရပါတော့လုံးဝ pressure cooker အစစ်ကြီးတော့မဟုတ်ဘူးဒါပေမဲ့ function 6မျိုးနဲ့တွားမှာဖြစ်ပါတယ်နော်အခုကျွန်တော်တို့ဒီအယောင်လေး2ရောင်ပေါ့နော်ကျွန်တော်တို့ဒီကပုံပွင့်ညရာကုန်း brace mind မှာပေါ့နော်ညရာကုန်းကပုံပွင့် brace mind မှာကျွန်တော် promotion လုပ်ထားပါတယ်ပုံမှန်ဈေးက2သိန်း1000ကျမှာပါအခုကျွန်တော် promotion ဈေးနဲ့10လုံးတိတိရောင်းပေးပါမယ်အယောင်လေးကတော့2မြောင်ရှိပါမယ်ရွှေရောင်လေးရဲ့အနီရောင်လေးရဲ့ဥရလူစနစ်နဲ့ကျွန်တော်တို့ရောင်းပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ညရာကုန်းကပုံပွင့် brace mind ပေါ့နော်ညရာကုန်းကပုံပွင့် level 2နှစ်လွှာမှာကျွန်တော်တို့ဆက်သွယ်ဝယ်ယူရရှိနိုင်ပါမယ် promotion item လေးဖြစ်ဖို့အမြန်ဆုံးလာရောက်ဝယ်ဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ